Hello အားလုံးပဲ Assalamu alaikum လည်း sharing ကို page ကပြန်ကြိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခါမှာတော့မန္တလေးမှာဖတ်တမင်းဆိုရင်အလှလည်းဖြစ်စားလို့လည်းကောင်းတယ်မန္တဖတ်တမင်းမှာအခုဆိုရင်မြန်မာယူရမောတစ်ခုဖြစ်တဲ့ထမင်းရလို့တောဆန်တဲ့ vlog လေးကိုပြန်ပြီး sharing လုပ်ပေးချင်ပါတယ်ဒီ vlog လေးမှာဘာမှစားခဲ့လဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီ vlog လေးကိုအဆုံးထိကြည့်လိုက်ကြရအောင်Hello အားလုံးပဲ Assalamu alaikum အလုပ်ရဲလင်းကို page ကပြန်ကြိုလိုက်ပါတယ်ကျွန်တော်ခုရောက်နေတဲ့နေရာလေးကတော့အားလုံးသိကြတယ်89လမ်း313နေကြမှာဖွင့်ထားတယ်မနုဖတ်တမင်းဆိုင်ကိုရောက်နေတာပါကျွန်တော်ဒီရဲ့ဘိုင်းဖတ်တမင်းမစားတာကြလို့ဖတ်တမင်းလာစားရင်လည်းဒီဆိုင်မှာမြန်မာမုတ်တစ်ခုလည်းမီနူးတင်နေနေရနေအောင်မလို့ကျွန်တော်ဒီနေ့ဘိုင်းစားမလဲဆိုတော့ဒီ vlog လေးကိုကျွန်တော်တို့ကြည့်လိုက်မန်နူဖတ်တမင်းဆိုင်ကတော့မန္တလေးမှာဖတ်တမင်းဆိုရင်ဟဲလဲလဲဖြစ်ပြီးတော့စားလို့လည်းကောင်းပြီးတော့အခုလိုမျိုးပေါ့နော်ဆိုင်နေရချင်းဝုန်းနဲ့ကိုမှ AC ထိုင်စားလို့ရတဲ့ဟဲလဲဆိုင်လေးဆိုင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ဖတ်တမင်းကိုစက်တိုင်းနဲ့မာပြီးတော့ဆိုင်မှာလာစားရတဲ့သူတွေအကုန်လုံးကိုမီနူးတစ်ထွက်ထားတဲ့ထမင်းလေးတွေကိုအခုလိုမျိုးအမြည်ကျွေးပါတယ်ထမင်းလေးကိုစားကြည့်လိုက်တဲ့အခါမှာတော့လုံးဝအိတ်ဆက်ပြီးတော့ပဲစီစစ်စစ်ကိုတုံးပေးထားပြီးတော့အပေါ်မှာလည်းနှမ်းနေရောအုံသီးကြော်တွေပါပြီးတော့စားရတာတော်တော်လေးစားလို့ကောင်းပါတယ်အမီးချကျွေးထားတဲ့ထမင်းလေးမှာစားရင်းနဲ့ပဲကျွန်တော်အပြန်ပါစယ်ထမင်းလေးလည်းဝယ်ခဲ့ပါတယ်ဒီဆိုင်မှာဆိုရင်တော့ဖတ်တမင်းကိုစက်သားအမဲသားပစုံတော့ကြက်ကြော်နဲ့ဆိုပြီးတော့၄မျိုးရပြီးတော့အခုလိုမျိုးပေါ့နော်ပစုံတော့ဆိုရင်လည်းအခုလိုမျိုးပစုံအကိတ်ကြီးတွေကိုတေချာသုံးပေးထားပြီးတော့တစ်ကောင်၅ချက်သားနှစ်ကောင်ကို30သားကောင်ကြီးတွေကိုတပွဲကိုနှစ်ကောင်ထည့်ပေးထားပြီးတော့ quality ကိုအဓိကထားပြီးသုံးပေးထားပါတယ်ပစုံဖတ်တမင်းမဲမှာဓမ္မောက်ဘဲမှာအခုလိုမျိုးအကိတ်ဆိုင်ပစုံကြီးတွေကိုနှစ်ကောင်တော့ထည့်ပေးထားတာကတော့အရင်တက်ပါတယ်ကျွန်တော်အဲ့ဒီကတော့ဖတ်တမင်းကိုစက်သားနဲ့မှာစားခဲ့ရဆိုတော့စက်သားဟင်းနဲ့ share ဆွဲခဲ့ပါတယ်ကျွန်တော်အဲ့ဒီကတော့ဖတ်တမင်းကိုစက်နဲ့မာလိုက်တာဆိုတော့ orange juice လေးလည်းပါပါတယ်ဒီဇိုင်းဖတ်တမင်းတွေဝဲမှာမယ်ဆိုရင်တော့အရင်အနေနဲ့အကျုပ်ပြုတ်ငုတ်သီးကြောပဲနဲ့ပဲပင်ပေါင်းစည်းပြူသီးအောင်ငုတ်သီးအစိမ်းနှောင်းအပြင်ကိုပဲဟင်းနဲ့အတူတူဖတ်တမင်းနဲ့အရင်လိုက်တဲ့အတိုးမြုပ်အစုံလည်း free ချပေးပါတယ်ချက်သားကလည်းလုံးဝနူးဤပြီးတော့အနှစ်ကလည်းမွေးနေအောင်ချက်ထားတာမို့လို့စားရတာတော်တော်လေးစားလို့ကောင်းပြီးတော့ရတာရှိပါတယ်ကျွန်တော်အဲ့ဒီကတော့ချက်သားဟင်းကိုအခုလိုမျိုးပဲနဲ့တင်ငုတ်သီးအောင်တွေထည့်ပြီးတော့ share ဆွဲခဲ့ပါတယ်ဒီဆိုင်ရဲ့ဖတ်တမင်းတွေပွဲဆိုရင်ဆိုင်မှာထိုင်စားမယ်ဆိုရင်12500ပါဆယ်ဆိုရင်1000ဝဲပေးရပြီးတော့ပစုံနဲ့ဆိုရင်တော့18000ပေးရပါတယ်ကျွန်တော်ကဖတ်တမင်းစားနေတယ်ဆိုရင်မန်နူဖတ်တမင်းမှာမချခဏစားဖြစ်ပါတယ်ဘာလို့လဲဆိုတော့ရတာပိုင်းကအခုလိုမျိုးပေါ့နော် AC ထိုင်စားလို့ရပြီးတော့ဈေးတန်ပြီးတော့စားလို့ကောင်းတာမို့လို့တကယ်လို့ကိုကဖတ်တမင်းကောင်းကောင်းစားနေတယ်ဆိုရင်တော့မန်နူဖတ်တမင်းကိုတော့စားကြည့်ဖို့ recommend လုပ်လိုက်ပါတယ်စားရင်းနဲ့ပဲတမင်းကုန်သွားလို့လိုက်ပွဲမှာပြီးတော့ကျွန်တော်ထပ်စားခဲ့ပါတယ်လိုက်ပွဲရလည်းအများကြီးပဲဆိုတော့ကျွန်တော်အဲ့ဒီကချက်သားဟင်းနေလေးနည်းနည်းတောင်းပြီးတော့အဝါထပ်ဆွဲခဲ့ပါတယ်။ပန်းများများလေးထည့်ပြီးတော့အနည်းနဲ့ကိုမှကျွန်တော်လိုက်ပွဲကိုတော့ကျွန်တော်အတုမြုပ်လေးထည့်ပြီးတော့ share ဆွဲခဲ့ပါတယ်။အတုမြုပ်ထဲမှာလည်းငမြရီချက်ပါပေမဲ့ကျွန်တော်ဒီနေ့တော့ဇီးပြူသီးအောင်လေးနဲ့ငုတ်သီးစိမ်းတောင်းလေးနဲ့ကတော်တော်လေးထမင်းမိတ်ပြီးတော့စားလို့ကောင်းတာမို့လို့ဒီတိုင်းပဲစားခဲ့ပါတယ်။ဖတ်တမင်းကုန်သွားပြီဆိုတော့ဖတ်တမင်းထဲမှာပါတဲ့ကျုပ်ပြုတ်လေးစားပြီးတော့ကျွန်တော်ထမင်းလေးမှာလိုက်ပါတယ်။ဒီဆိုင်မှာကတော့ဓမ္မနဲကိုပါဆယ်သီးတံပဲရောင်းပြီးတော့တပူးကို30သားပါတာအောင်မှ1000ပေးရပါတယ်အခုလိုမျိုးပူပူလေးနဲ့စားလို့ကောင်းတဲ့ဓမ္မနဲပေါ်မှာလည်းအုံသီးကြော်နဲ့နှမ်းနဲ့ပထည့်ပေးထားပြီးတော့ကိုစားနေတယ်ဆိုရင်တော့ထက်ထည့်ပြီးတော့စားလို့ရပါတယ်ဟန်လန်ဆိုင်တွေမှာရောင်းတာရှာတဲ့ဓမ္မနဲကိုပဲစီစစ်စစ်သုံးပေးထားပြီးတော့နှမ်းနှောင်းများများနဲ့ကိုမှအီးဆက်ပြီးစားလို့ကောင်းတဲ့ဓမ္မနဲစားရည်နဲ့ဆိုရင်တော့မန်နူပထမင်းမှာတောင်းဝယ်လို့ရဖြစ်ကြောင်းကိုပြောချင်ပါတယ်ကဲကျွန်တော်ခုစားခဲ့တယ်လို့မျိုးထမင်းလေးကိုဟလန်ဆိုင်လေးဖြစ်စားလို့လည်းကောင်းတယ်မန်နူပထမင်းမှာထမင်းလေးရနေပြီဆိုတဲ့အကြောင်းပြောရင်းနဲ့နောက် vlog မှာပြန်တွေ့ကြမယ်နော်အားလုံးပဲအစလာမုအလိုင်ကွမ်